anxiety နဲ့ပတ်သက်ပြီးတော့ယောဂဆိုရင်ဘယ်လိုကုရမလဲပြောပြပါဦးเนาะအဲ့တော့ anxiety နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုကုရမလဲဘယ်လိုနေထိုင်ရမလဲနောက် anxiety သမားတွေရဲ့ mindset ကဘယ်လိုရှိရမလဲဆိုတဲ့အကြောင်းကိုဒီကျွန်တော်အကောင့်ထဲမှာတပိုင်းချင်းစီဖြတ်ပြီးတော့တင်ပေးထားတာရှိရပါတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြချင်တာတစ်ခုရှိတာပေါ့နော်ကျွန်တော်စိတ်ထဲမှာကျွန်တော်တို့မတိစိတ်လို့ပဲခေါ်မလားပေါ့နော် inner child ဆိုတာရှိတယ်အဲ့လိုထားလိုက်အထက်ထဲမှာကလေးငယ်လေးတစ်ယောက်ရှိတယ်သူကလှုပ်ရှင်တာလောရမှာကြီးနေတယ်လှုပ်ရှင်တာမလို့ရအောင်ဆိုရင်ကြီးကြတတ်တယ်ဒေါသထွက်တတ်တယ်တခုကိုရမ်းတတ်တယ်ပေါ့နော်အဲ့လိုမျိုး inner child ရှိရအကောင်တစ်ဖက်ပေါ့နော်နောက်တစ်ဖက်ကကျတော့ဒီပညာဉာဏ်ပေါ့ကျွန်တော်ကိစ္စတစ်ခုကြုံတဲ့အခါအမှားမှန်ကိုခွဲခြားနိုင်တဲ့ခွဲခြားဆင်ခြင်နိုင်စွမ်းဆိုတာရှိတယ်အဲ့ဒါကိုအင်္ဂလိပ်လို cognitive function ပေါ့နော်အဲ့တော့အဲ့ဒါတစ်ဖက်ပေါ့နော်အဲ့တော့ဒီနှစ်ခုကိုချိန်ဝင်ရဲ့ဘယ်ဘက်ညာမှာတင်ပြီးတော့ချိန်ကြည့်လိုက်ပေါ့နော်ချိန်ကြည့်လိုက်လို့တကယ်လို့ inner child အနိုင်ရသွားတယ်ဆိုရင် तू ကစေယောဂါတွေကထိမ့်မြသိမ့်မြဖြစ်သွားတတ်တယ်အဲ့တော့ anxiety တွေပြန်ထလာတတ်တယ် depression တွေပိုဆိုးလာတတ်တယ်PTSD တွေပိုဆိုးလာတတ်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒီ cognitive function ပေါ့နော်စဉ်းစားဆင်ခြင်နိုင်စွမ်းကိုကကောင်းကောင်းအသုံးချနိုင်တယ်ဒါကကိစ္စမရှိဘူးဒါကအရေးမကြီးဘူးဒါပေါ်မှာဖြစ်တတ်တယ်ဒီစိုးရင်စိတ်တွေကရှိမှာပဲဒါပေမဲ့ငါကြော်လွှားနိုင်ရမယ်အဲ့လိုမျိုးပေါ့နော်ကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်နိုင်စွမ်းမြင့်သွားပြီဆိုရင်ဒီကောင်ကပို့ပြီးတော့အားကြီးလာမယ်ဆိုရင်ပို့ပြီးတော့အနိုင်ရသွားမယ်အနိုင်ရသွားရင်ဒီဘက်က anxiety တို့ depression တို့ကတက်တာသွားမယ်အဲ့ဒါကို cognitive လို့ခေါ်တာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ cognitive function ကိုပို့ပြီးအားကောင်းလာအောင်အဓိကလုပ်ဖို့ပဲအဲ့ဒါအားတေချာကောင်းနေမယ်ဆိုရင်ဒီစိတ်ကြောင့်ဖြစ်တဲ့ယောဂတော်တော်များကုစရာမလိုဘဲနဲ့အလိုလိုပြောက်တယ်ကောင်းမဘာလို့အောင်မလဲဆိုတော့တတိတရားပေါ့နော်တေချာလေးတတိကံမယ်ကိုယ်စိတ်မှာဘာဖြစ်နေလဲဆိုတာတတိကံမယ်ပေါ့နော်အပြစ်မှာဘာတွေဖြစ်နေလဲဆိုတာတတိကံမယ်ပြီးတော့ကိုယ်တယောက်တည်းဖြစ်နေတာမဟုတ်ဘူးပေါ့နော်အကုန်လုံးခံစားနေရတယ်ငါတယောက်တည်းမဟုတ်ဘူးအဲ့လိုမျိုးတွေးတတ်ရမယ်ပေါ့သူကတော့ပညာဉာဏ်အောင်များများသုံးတတ်ရမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ပြောနေကြ mindfulness ဖြစ်အောင်လို့အားထုတ်ရမယ်ပေါ့နော်စိတ်ကလုံးဝကြည်နေအောင်လို့တတိကံနေအောင်အားထုတ်ရမယ်အဲ့တော့အဲ့ဒါကိုသူကဒီစာနဲ့ပြင်နေပြောတော့cognitive behavior therapy လို့ပြောင်းလိုက်တာပေါ့နော်ပညာစင်ကျင်ဉာဏ်ကိုသုံး၍အပြုအမူများကိုသူခွဲခြားစိတ်ချပြီးတော့ကုသခြင်းအဲ့လိုမျိုးပြောလိုက်တာပေါ့နော် CBT သုံးပါလို့ပြောကြတာပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်ဒါလေးပြောချင်တာ